အားလုံးပဲမင်္ဂလာပါရှင်ကျမတို့နေထိုင်တဲ့ရန်ကုန်မြို့ကြီးမှာတခါတလေကျမတို့မမြင်နိုင်တဲ့ရှင်းပြလို့မရတဲ့ဖြစ်ရပ်တွေအများကြီးရှိနေတတ်ပါတယ်ဒီနေ့ကျမပြောပြပေးသွားမယ့်အကြောင်းအရာလေးကရန်ကုန်ရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့လှဲတန်းလမ်းဆောင်ကအမ်တာဝါကြီးတိဆောက်စဉ်ကာလအလုံသမားတွေတကယ်ကိုကြုံတွေ့ခဲ့ရတဲ့နာမည်ကြီးခဲ့တဲ့ဖြစ်ရပ်ဆန်းတွေအကြောင်းပဲဖြစ်ပါတယ်ရုံးရဲ့ YouTube Channel လေးကိုလည်း Subscribe နှိပ်ရသေးဘူးဆိုရင် Subscribe လေးနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်အဲ့ဒီမျိုးစင်ကြီးကိုစတင်ကောင်းထည့်ဖော်တဲ့2014-2015ဝန်းကျင်ကာလတွေကိုပြန်သွားကြည့်အောင်အဲ့ဒီမြေနေရာကအရင်ကမြေခွက်လက်ကြီးဖြစ်ပေမဲ့ရှေးလူကြီးရဲ့အဆိုအရတော့အဲ့ဒီနေရာတုတ်တန်အောင်တစ်ခုဖြစ်ခဲ့ဘူးလေလို့ဆိုပါတယ်အဆောက်အဦကြီးရဲ့မြေအောက်ထပ်တွေအတွက်မြေချင်းတွေစပြီးတူးတဲ့အချိန်မှာမကောင်းတဲ့နမိတ်တွေအဖြစ်ပြက်တွေစခဲ့ရပါမြေတူးဆက်မောင်းတဲ့အလုပ်သမားတယောက်ပြောပြတာကတော့သူမြေချင်းတူးနေရင်ခါလောက်ရောက်တဲ့အခါမှာထူးဆန်းတဲ့အိုးချမ်းပဲတွေနဲ့လူရိုးစုတွေလိုယူဆရတဲ့အပိုင်းအစတွေကိုတွေးခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနေ့ကစပြီးအဲ့ဒီလုံသမားညဘက်မှာဆိုရင်အိမ်မှာဆိုရီဇက်တိုက်မှတ်ပြီးတစ်ပတ်အတွင်းမှာပဲအလုပ်ကနေထွက်သွားခဲ့ပါတယ်တကယ်ဖြစ်ရဆန်းနေရတော့ညဘက်အချိန်ပိုဆင်းရတဲ့အလုပ်သမားတွေစီမှာစတာပါအဲ့ဒီတုန်းကစောက်လုပ်ရေးခွင်ရဲ့ယာယီတဲတွေမှာအိပ်ရတဲ့ကိုကျော်ဆိုရဲ့အလုပ်သမားတယောက်ရှိပါတယ်တညမှာတော့သူကအပေါ်ပါသွားဖို့ညတကောင်ရံမှာနိုးလာခဲ့စောက်လက်စအစာအုပ်ကြီးရဲ့မှောင်မဲနေရဲ့အထက်တွေစီကိုသူဓမီနဲ့အမှတ်မတင်လှမ်းထိုးကြည့်လိုက်မိရဲ့အဲ့ဒီမှာသူတွေးလိုက်ရတာတတိယထက်ရဲ့အစွန်းမှာလူတယောက်မတ်တက်ရက်နေရအဲ့ဒီလူကဘေးကိန်းလုံခြုံရေးအုပ်ထုပ်လည်းမပါဘူးအလုံသမားဝင်းဆောင်နဲ့လည်းမဟုတ်ဖြူဖြောဖြောအဝတ်စားနဲ့လူတယောက်ကအောက်ကိုငုံကြည့်နေရပါကိုကျော်ကအောက်ကနေလှမ်းအောင်မေးလိုက်ပေမဲ့အဲ့ဒီလူကမလုံးမရှက်ပဲရက်နေတော့မှပဲကိုကျော်မျက်တောင်တစ်ချက်ခတ်လိုက်ပြီးပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူကမရှိတော့ပါဘူးအဲ့ဒီနေရာကအကာအရံမရှိသေးရဲ့အထက်အစွန်းဖြစ်လို့လူတယောက်ကအဲ့လောက်မြင်မြင်ဆန်ဆန်ပျောက်ကွယ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးနောက်ထပ်လူပြောများတဲ့ဖြစ်ရပ်တစ်ခုကပစ္စည်းတဲ့ယာယီဓာတ်လီကဖြစ်ပြပါတခါကအလုံသမား2ယောက်ကညဘက်မှာဘီလက်မီအိတ်တွေတဲမှုဓာတ်လီကားရဲ့ဝင်ခဲ့ကြတယ်ဓာတ်လီကားကအပေါ်တက်နေတော့ရုတ်တရက်အလင်းမှာရပ်သွားပါတယ်မီးတွေကလည်းမိတ်တုံဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲသူတို့2ယောက်ရဲ့နားထဲမှာငါ့ကိုကယ်ကြပါဦးအေးလိုက်တာငါ့ကိုကယ်ကြပါအောင်ဆိုရင်မင်းကလေးတယောက်ရဲ့တူတူလေးညင်းညူတန်အောင်ကြားလိုက်ရတာပါဓာတ်လီကားထဲမှာတော့သူတို့2ယောက်ပဲရှိရပါသူတို့2ယောက်လည်းကြောက်လန့်နေကြတဲ့ဓာတ်လီကားတကားကိုအတင်းမဲ့ထုရိုက်ပြီးអော်ကြပါတယ်တကားပွင့်သွားလို့အပြင်ရောက်တဲ့အခါမှာတော့အဲ့ဒီအထက်မှာဘယ်သူမှမရှိသလိုအဲ့ဒီအတန်ဘယ်ဟာလာလဲဆိုတာလဲဒီနေ့ထိအဖြေရှာမရခဲ့ပါဘူးအစာအုပ်တဖြည်းဖြည်းမြင့်တက်လာတဲ့မြပုံမှုထင်းထင်းရှားရှားဖြစ်လာခဲ့6လက်မှုတွေကြောင့်ဆက်လက်ပြောပြပြီးသွားပါမယ်အထူးသဖြင့်အလုပ်သမားတွေကြားမှာဒီနေ့ထိပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ရတဲ့အမြဲနောက်ကျနေတဲ့အလုပ်သမားကြောင့်ပဲဖြစ်ပါတယ်အစာအုပ်က10ထက်ကျော်လောက်ရောက်တဲ့အခါမှာအဖွဲ့တစ်ခုကအလုပ်သမားတွေကထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကိုစတင်ကြုံတွေ့ခဲ့ရတယ်ညနေပိုင်းအလုပ်သိမ်းလို့လူစင်းစစ်တဲ့အခါလူတယောက်အမြဲပို့နေတတ်တာပါစရင်ရဆို10ယောက်ရှိရမှာဖြစ်ပေမဲ့အဝေးရလှမ်းကြည့်ရင်17ယောက်ဖြစ်နေတတ်ပါတယ်ဒါပေမဲ့အနားကိုသွားပြီးလူဆုံးမဆုံးစစ်လိုက်ရင်တော့10ယောက်ပဲပြန်ဖြစ်သွားပြန်ရောတညမှာတော့အဲ့ဒီဖွဲ့ရဲ့ခေါင်းဆောင်ကိုမင်းကအဲ့ဒီ17ယောက်မြောက်လူကိုအမိရဖမ်းမှုဆုံးဖြတ်လိုက်ပါတယ်အလုံသမားရဲ့အကုန်လုံးအောက်ဆင်းသွားချိန်သူကအပေါ်တက်မှာပုံပြီးစောင့်ကြည့်နေခဲ့အဲ့ဒီအချိန်မှာတော့အမှောင်ထဲကနေတူထူးတန်တစ်ချက်ချင်းစီကြားလိုက်ရတယ်ကိုမင်းကဓမီနဲ့လှမ်းထိုးကြည့်လိုက်တဲ့အခါမှာတော့အုံရိုးတစ်ခုရဲ့ဘေးမှာအလုံသမားဝတ်စုံအဟောင်းကြီးဝတ်ထားတဲ့လူတစ်ယောက်ကကြောပေးပြီးထိုင်နေရအောင်တွေ့လိုက်ရတယ်ကိုမင်းကဟဲ့လူဘာတူလဲအလုံစင်းငိန်အောင်ကြောနေပြီလေလို့လှမ်းအောင်လိုက်တယ်အဲ့လူကဖြည်းဖြည်းချင်းလှည့်ကြည့်လာတဲ့အခါမှာကိုမင်းရဲ့တွေးရစောင့်ကနေအီးဆက်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူရဲ့မျက်နှာပေါက်ပြဲနေပြီးမျက်လုံးတစ်ဖက်ကကြွကြမတက်ဖြစ်နေလို့ပါပဲ။အဲ့ဒီပုံရိပ်ကမျက်တောင်တစ်ချက်အတွင်းမှာပဲလီရဲကိုပျော်ဝင်သွားခဲ့ရလို့ကိုမင်းကနောက်ပိုင်းမှာတုံရင်နဲ့ပြန်ပြောပြခဲ့ပါတယ်။နောက်ထပ်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကတော့တန်ကူကွန်ကရစ်အလုပ်သမားတွေကြုံခဲ့ရတာပါ။အစာအုပ်ရဲ့အလဲပိုင်းမှာတန်ချောင်းတွေတန်ကြိုးခွေတွေစုပုံထားတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကနေကင်းဘက်မှာတော့အေးဆက်နိုင်လာတယ်လို့အလုပ်သမားတွေပြောကြပါတယ်။တရက်မှာတော့အလုပ်သမား2ယောက်ကတန်ကြိုးခွေတွေကိုရွှေ့ဖို့လုပ်နေတော့တန်ကြိုးခွေတွေကြားထဲကနေတကျွတ်နဲ့အတန်လိုမျိုးကြားလိုက်ရတယ်။ကျွတ်များလားဆိုပြီးကြည့်လိုက်တဲ့အခါတန်ကြိုးခွေတွေကြားထဲမှာညက်နေတဲ့လူစပင်ရှည်ကြီးတွေကိုတွေ့လိုက်ရတာပါ။ထူးဆန်းတာကအဲ့ဒီဆောက်လုပ်ရေးကွင်းမှာစပင်ရှည်ကြီးနဲ့အမျိုးသမီးအလုပ်သမား1ယောက်မှမရှိတာပါပဲ။သူတို့ကကြောက်လန့်နဲ့အဲ့ဒီစပင်တွေကိုဆွဲထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့တန်ကြိုးခွေတွေထဲကနေသွေးတွေစိမ့်ထွက်လာပြီးမိန်းကလေးတယောက်ရဲ့နာကျင်စွာအော်ဟစ်တန်ကြီးကတစ်ထပ်လုံးကိုဟိန်းထွက်သွားခဲ့ရပါတယ်။အဲ့ဒီနေရာစပြီးအဲ့ဒီနေရာကိုဘယ်လုံသမားမှတယောက်တည်းမသွားရတော့ပါဘူး
အမ်တာဝါရဲ့တချို့အထက်တွေမှာအုပ်စီပြီးသွားပေမဲ့နောက်နေ့မနက်ရောက်ရင်အုပ်တွေကအကြောင်းမဲ့ပြိုကျနေရမျိုးဒါမှမဟုတ်အုပ်နေရနေကနေတစုံတစ်ယောက်ကလက်သေးနဲ့ကုတ်ချစ်နေတန်မျိုးတွေကိုလည်းကြားရတတ်ပါတယ်အလုပ်သမားတွေချင်းချင်းပြောကြတာကတော့တီဆော်ရေးကာလအတွင်းမှာမတော်တဆမှုကြောင့်တေဆုံးသွားခဲ့ရတဲ့အလုပ်သမားတချို့ရဲ့ဝိညာဉ်တွေသူတို့တေဆုံးသွားတာကိုလက်မခံနိုင်မဲ့အလုပ်တွေကိုဆက်လုပ်နေကြတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်တချို့ကလည်းအဲ့ဒီမြေနေရာမှာရှိနေခဲ့တဲ့အဆောင်ရှောက်တွေကသူတို့နေမျိုးကျူးကျော်လို့စိတ်ဆိုးနေကြတာလို့ယုံကြည်ကြတယ်ဘာဖြစ်ဖြစ်အဲ့ဒီကာလကအလုပ်သမားတွေကညဘက်ဆိုရင်ဖျားဆောင်အမြဲရွတ်ဖတ်ပြီးအိတ်ချရတဲ့အထိထိတ်လန့်ခဲ့ကြရတာပါအစာအုပ်ရဲ့အမြင့်ဆုံးထက်တွေစီမှာဖြစ်ပွားခဲ့လူသိနည်းလာတဲ့ဝိညာဉ်ခုန်ချမှုအကြောင်းနဲ့အနောက်တိုင်းပညာတတ်အင်ဂျင်နီယာတယောက်ကိုယ်တိုင်လက်လျှော့ခဲ့ရတဲ့ဖြစ်ရဆန်းတွေကိုတင်ဆက်ပေးသွားပါမယ်။အစာအုပ်ကအထက်20ကျော်ပြီးအပေါ်ဆုံးကိုနီးကပ်လာတဲ့အချိန်အလုပ်သမားတွေကြားမှာထိတ်လန့်စရာသတင်းတစ်ခုပြန့်နှံ့သွားပါတယ်။အဲ့ဒါကတော့အတန်မဲကြားရပြီးလူမမြင်ရတဲ့ခုန်ချမှုပါ။တညမှာအလုပ်သမားတစုကမြေပြင်ပေါ်မှာအနားယူနေတော့အပေါ်ကနေဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူစုံတစ်ခုပြုတ်ကျလာတဲ့အတန်ကိုအကျယ်ကြီးကိုကြားလိုက်ရပါတယ်။သူတို့အားလုံးလည်းလမ်းဖြတ်ပြီးပြေးကြည့်ရဲ့အခါမြေပေါ်မှာဘာမှမရှိပါဘူး။ဒါမဲ့မြေကြီးပေါ်မှာလူတစ်ယောက်ပြုတ်ကျထားသလိုမျိုးသွေးကွက်အကြီးကြီးတစ်ခုကတော့ရှိနေခဲ့။ထူးဆန်းတာကအဲ့ဒီသွေးကွက်ကသူတို့ကြည့်နေရင်လည်းမြေကြီးရဲ့ကိုတဖြည်းဖြည်းစိတ်ဝင်ပျောက်ကွယ်သွားတာပါပဲ။အဲ့ဒီဖြစ်ရက်ကတစ်ချိန်တည်းမဟုတ်ပဲအပတ်တိုင်းလိုဖြစ်လာပါတယ်။အလုပ်သမားတွေကအပေါ်ကနေတစ်ခုခုပြုတ်ကျလာတဲ့တန်ကြားတိုင်းနောက်တစ်ယောက်ထပ်ကျပြန်ပြီလို့ပြောရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ညဘက်ဆိုရင်အစာအုပ်ရဲ့ဘေးဘက်လေမှာဘယ်သူမှမသွားရတော့တဲ့အထိခြောက်ခြားခဲ့ကြပါတယ်။အဲ့လိုဖြစ်ရတွေကိုအယုံကြည်မရှိတဲ့နိုင်ငံခြားပြန်အင်ဂျင်နီယာတယောက်ရှိပါတယ်။သူကတော့ကိုအောင်ပါ။သူကဒါတွေကိုအလုပ်သမားတွေရဲ့စိတ်ကူးရင်မှုလို့ပဲသတ်မှတ်ခဲ့တာပါ။ဒါပေမဲ့တညမှာတော့သူကအလုပ်ကိစ္စကြောင့်အထက်18တက်မှာတယောက်တည်းကြံခဲ့ပါတယ်။အဲ့ဒီအချိန်ကအစာအုပ်မှာလေးပေးဆက်တွေမတက်ရသေးပါဘူး။ရာသီဥတုကလည်းပူအိုက်နေတဲ့အချိန်ပေါ့။ဒါပေမဲ့သူအလုံးလုံးနေတဲ့အခန်းထဲမှာရုတ်တရက်ရေခဲတတားရေရောက်သွားတယ်လို့မျိုးအေးဆက်လာပါတယ်။ကိုအောင်ကထူးဆန်းနေဆိုပြီးလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့လုံစပွဲပေါ်မှာရှိနေတဲ့ပလန်ပုံစံကားချက်တွေပေါ်မှာလူချီယာတွေကိုစတင်တွေးလိုက်ရပါတယ်။အဲ့ဒီချီယာတွေကဖုံတွေပီနေတဲ့ချီပလာချီယာတွေပါ။ချီယာတွေကစပွဲပေါ်ကနေနယံစီကိုတဖြည်းဖြည်းချင်းရှောက်သွားနေအောင်သူမျက်မြင်ကိုတွေးမြင်လိုက်ရပါတယ်။နယံနာရောက်တဲ့အခါအဲ့ဒီချီယာတွေကရမ်းမသွားပဲဒေါင်လိုက်အတိုင်းနယံပေါ်ကိုဆက်တက်သွားပြီးမျက်နှာချက်ထဲကိုပျောက်ကွယ်သွားပါတယ်။ကိုအောင်လည်းကြောက်လန့်နေကြတဲ့ပစ္စည်းတွေကိုတော့မသိမ်းနိုင်မဲ့အောက်ထပ်ကိုပြေးဆင်းခဲ့ရတယ်။နောက်နေ့ကစပြီးသူကညဘက်ဆိုရင်အဖို့မပါပဲပေါ်တက်ကိုဘယ်တော့မှမတက်ရဲတော့ပါဘူး။နောက်ပိုင်းမှာတီးခဲ့ရတာအဆောက်အဦရဲ့အောက်ခြေအုပ်မြင့်ချခဲ့ရမြေအောက်ထဲမှာရှိနေတဲ့မြေဆောင်နဲ့ဒါမှမဟုတ်ဝိညာဉ်ဟောင်းတစ်ခုကိုမပူဇော်ပဲလှုပ်ခဲ့မိရကြောင်းလို့အလုပ်သမားတွေယူဆကြပါတယ်။တခါကဘေးရင်ဆရာတယောက်ကိုပင့်ပြီးကြည်ခိုင်းလိုက်တဲ့အခါမှာတော့အဲ့ဒီဆရာဒီနေရာမှာခိုင်မာတဲ့အုံမြင့်ရှိပြီးအဲ့ဒီအုံမြင့်အောက်မှာစိတ်နာနေတဲ့ဝိညာဉ်တွေရှိနေတယ်။သူတို့ကဒီဆောက်ဦးကြီးကိုသူတို့ရဲ့အိမ်လို့သတ်မှတ်ထားတာလို့ပြောခဲ့ပါတယ်။အဲ့ဒါကြောင့်အမ်တာဝါကြီးပြီးစီးသွားသည့်တိုင်တချို့ညရီမှာအဆောက်ဝန်ထမ်းတွေကအထက်မြင့်နေစီကနေလူရီလန်းလျှောက်တန်ပရီဘောကတွေရွှေ့တဲ့အတန်ကြားနေရစေဖြစ်တယ်လို့ဆိုကြပါတယ်။ထပ်မံပြပြပေးသောမယ့်အကြောင်းအရာလေးကအစာအုပ်ရဲ့ပြင်ပမှန်စီရဲ့လုပ်ငန်းစဉ်တွေမှာကြုံတွေ့ခဲ့ရတဲ့ကြောက်စရာအကောင်းဆုံးဖြစ်ရတစ်ခုဖြစ်တဲ့မှန်နိုင်ရန်တဲ့မိန်းကလေးအကြောင်းပဲဖြစ်ပါတယ်။အမ်တာဝါကြီးကမှန်စီထားတဲ့ခင်မီအစာအုပ်ကြီးတစ်ခုဖြစ်တာနဲ့ညီအပြင်ဘက်ကနေမှန်တွေတက်ဆင်တဲ့အလုပ်ကအင်မတန်ရေးကြီးပါတယ်။တညမှာတော့မှန်တက်ဆင်တဲ့အဖွဲကအလုပ်သမားတွေကအပြင်ဘက်ဂွန်ဒိုလာလို့ခေါ်တဲ့တွဲလောင်းဆွဲဆက်လီကားပေါ်မှာအလုပ်လုပ်နေကြပါတယ်။အဲ့ဒီအချိန်ကည7:00နာရီလောက်ရှိပါပြီ။အလုပ်သမား2ယောက်ကအထက်20ကျော်မှာမှန်တွေကိုတန်ရှင်းလုပ်ပြီးစစ်ဆေးနေတော့သူတို့နဲ့တစ်ဖက်ထဲမှာရှိတဲ့မှန်ချက်ရဲ့အတွင်းဘက်မှာမိန်းကလေးတယောက်ရက်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအထက်ကအဲ့ဒီအချိန်မှာမီးလည်းမရှိသေးသလိုဘယ်သူမှလည်းရှိမနေရမယ့်အထက်ပါ။ထူးဆန်းတာကအဲ့ဒီမိန်းကလေးကမှန်နိုင်ရန်ကိုကပ်ပြီးသူတို့ကိုစိုက်ကြည့်နေရပါ။အလုပ်သမားတွေကတယောက်ယောက်စားနောက်တာပဲနေမှာပါဆိုပြီးဂယူးမဆိုင်ပဲဆက်လုပ်နေပေမဲ့ခဏကြာမှတော့သူတို့ရဲ့ကြောရိုးတွေစိတ်ငနေဖြစ်သွားပါတယ်။သူတို့ရဲ့ကြောရိုးတွေစိမ့်တက်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမိန်းကလေးကမှန်ချက်ထဲကနေတဖြည်းဖြည်းချင်းအပြင်ကိုတိုးထွက်လာလို့ပါပဲ။မှန်ထဲကနေလက်တစ်ဖက်ထွက်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အလုပ်သမား2ယောက်ကဂွန်ဒိုလာပေါ်မှာတင်သတိလစ်မတက်ကြောက်လန့်သွားခဲ့ကြပါတယ်။နောက်နေ့မှာအဲ့ဒီအထက်ကိုသွားစစ်စီရဲ့အခါဘာလူရိမ့်မှမရှိပေမဲ့အဲ့ဒီမှန်ချက်ပေါ်မှာတော့အတွင်းဘက်ကနေလက်ဖွားရအကြီးကြီး2ခုထင်ချန်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဆောက်လုပ်ရေးကွင်းမှာကရိယာတွေပျောက်တာကတော့ထုံးစံပါပဲ။ဒါပေမဲ့အမ်တာဝါမှာပျောက်တာကတော့နည်းနည်းထူးဆန်းပါတယ်။အလုပ်သမားတွေကသူတို့ကင်နေတဲ့တူတွေလွှတွေကိုခဏချထားပြီးပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီပစ္စည်းတွေကမရှိတော့ပါဘူး။ပြီးရင်အဲ့ဒီပစ္စည်းတွေကိုဘယ်သူမှမသွားနိုင်တဲ့အမြင့်ဆုံးထုတ်တန်းတွေပေါ်မှာပြန်တွေ့ရတတ်ပါတယ်။တခါကတော့အလုပ်သမားတစ်ယောက်ဟာသူ့ရဲ့ပျောက်သွားတဲ့ပစ္စည်းကိုလိုက်ရှာရင်အမှောင်ထဲမှာတစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေရဲလို့ခံစားလိုက်ရတယ်။
ဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါမြေပြင်ပေါ်မှာသွေးဆက်လေးတစ်ဆက်ချင်းစီကျနေအောင်တွေ့လိုက်ရတယ်။အဲ့ဒီသွေးဆက်တွေနောက်ကိုလိုက်သွားကြည့်ရဲ့အခါအုတ်နံရံတစ်ခုရဲ့ရှေ့မှာရပ်သွားပါတယ်။အဲ့ဒီနံရံထဲကနေငါ့ကိုထိုးပေးပါငါဒီထဲမှာပိတ်မိနေရဲဆိုတဲ့တိုးညင်းတဲ့အတန်ထွက်လာခဲ့။အဲ့ဒီအတန်ကတာမန်လူတန်မဟုတ်ပဲအကွဲပြီးအရန်ကိုနာကျင်နေရဲ့အတန်လိုမျိုးပါ။အစာအုပ်ပြီးကနေအချိန်မှာခံထားရဲ့လုံခြုံရေးဝန်ထမ်းတယောက်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးကညဘက်ဆိုရင်ကျွန်တော်တို့ CCTV ကနေစောင့်ကြည့်ရပါတယ်။တခါတလေဘယ်သူမှမရှိရဲ့အခန်းတွေထဲမှာလူရိပ်တွေလှုပ်ရှားနေတာကိုတွေ့ရတတ်တယ်။အနားသွားကြည့်ရင်တော့ဘာမှမရှိပါဘူး။ဒါပေမဲ့အဲ့ဒီအခန်းထဲမှာဖုံအဟောင်းတစ်လုံးမြည်နေတဲ့အတန်ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရပါတယ်။အဲ့ဒီအခန်းထဲမှာဖုံးလိုက်လည်းမရှိဘူးဖုံးလည်းမရှိဘူးဗျာ။အဲ့ဒီအတန်ကဘယ်လာလဲဆိုတာအခုထိစဉ်းစားလို့မရဘူး။ဆောက်လုပ်ရေးကာလအတွင်းအလုပ်သမားတွေကြားမှာအပိတ်ပင်ခံထားရတဲ့ကောလာဟလတစ်ခုဖြစ်တဲ့ platform အောက်ကအလောင်းဆိုရဲ့ဖြစ်ရတဲ့လုပ်ငန်းခွင်အတွင်းရှင်းပြလို့မရတဲ့မတော်တဆမှုတွေအကြောင်းဆက်လက်တင်ဆက်ပေးသွားပါမယ်။အမ်တာဝါကြီးတဝက်ကျော်လောက်ပြီးစီးနေတဲ့အချိန်မှာဖြစ်ခဲ့ရပါ။အဲ့ဒီတုန်းကအလုပ်သမားတစ်ယောက်ကလုပ်ငန်းခွင်အတွင်းပျောက်ဆုံးသွားခဲ့ပါတယ်။အစပိုင်းမှာတော့သူကအလုပ်ကနေထွက်ပြေးသွားတာဒါမှမဟုတ်ရွာပြန်သွားတာလို့အားလုံးကထင်ခဲ့ကြတာပါ။ဒါပေမဲ့အဲ့ဒီလူပျောက်သွားပြီးရဲ့နောက်ပိုင်းမှာမြေအောက်ထက်တဲ့ platform နားမှာအလုပ်လုပ်ရတဲ့အလုပ်သမားတွေကထူးဆန်းတဲ့ပုတ်စော်နန်းနာမျိုးကိုခံစားလိုက်ရပါတယ်။အဆိုးဆုံးကတော့ညဘက်အဆောင်ကြတဲ့သူတွေပါပဲ။ platform အောက်ကနေတစုံတစ်ယောက်ကလက်သေးနဲ့ကုတ်နေရဲ့အတန်ငါ့ကိုကူညီပါငါဒီထဲမှာပိတ်မိနေရဲ့ဆိုတဲ့တိုးညင်းတဲ့ညီးတွားတန်တွေကိုကြားခဲ့ရပါတယ်။နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ဆက်ရန်နေရတွေပျက်စီးမှုပါ။အစာအုပ်တိဆောက်ရေးမှာသုံးတဲ့ crane တွေဟာအကောင့်ကြီးကနေညဘက်ရောက်ရင်အချောင်းမဲ့ရပ်သွားတတ်ပါတယ်။စက်ပြင်စရာတွေလာစစ်တဲ့အခါမှာတော့ဆက်ထဲမှာဘာမှမရှိပဲလူတစ်ယောက်ရဲ့သပင်တွေဒါမှမဟုတ်အဝိစာဟောင်းတွေညက်နေတာမျိုးမကြာခဏတွေ့ရတတ်ပါတယ်။တခါက crane မောင်းတဲ့ဆရာကြီးတစ်ယောက်ကညဘက်အလုပ်လုပ်နေတော့ crane ရဲ့မှန်ပရင်ပေါက်ပြင်ဘက်ကနေလူတစ်ယောက်တွဲလောင်းခုန်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီနေရာကအမြင့်ပြီးရာနဲ့ချီရဲ့နေရာဖြစ်လို့လူတစ်ယောက်ကဘာအထောက်ပံ့မှမပါပဲရှိနေပုံမဖြစ်နိုင်ပါဘူး။အဲ့ဒီပုံရိပ်ကသူ့ကိုပြုံးပြပြီးအောက်ကိုဇောက်ထိုးပြုတ်ကျသွားတာကိုမြင်လိုက်ရတဲ့အခါအဲ့ဒီဆရာကြီးလည်းထိတ်လန့်သွားပြီး crane မောင်းတဲ့အလုပ်ကနေနားလိုက်ရတယ်လို့ပြောပါတယ်။အစာအုပ်ပြီးစီးကနီးမှာကျမ်းမြင့်တွေကိုချောမွေ့အောင်လှုပ်ထားပေမဲ့နောက်တနေ့မနက်မှာဖုံတွေပီနေတဲ့ခြေရာတွေအမြဲတမ်းပေါ်နေတတ်ပါတယ်။အလုပ်သမားတွေကဘလောက်ပဲပြန်ဖြတ်နောက်တနေ့မှာအဲ့ဒီခြေရာတွေကပုံစံမပြတ်ပြန်ပေါ်လာပါတယ်။အဲ့ဒီခြေရာတွေကအခန်းတစ်ခုထဲဝင်သွားပြီးနေရနားရောက်ရင်ပျောက်ကွယ်သွားတတ်ပါတယ်။ဆက်လက်ပြီးတော့အစာအုပ်ရဲ့လျှက်စစ်စနစ်တွေစတင်တက်ဆင်ချိန်မှာကြုံတွေ့ခဲ့ရတဲ့သိပ္ပံနည်းကျဖြည့်ရှင်းရခက်တဲ့လှုပ်ဝက်ချက်တွေအကြောင်းပြောပြပေးသွားမှာပါ။အစာအုပ်ကအချောသက်ပိုင်းကိုရောက်လာတဲ့မြလျှက်စစ်ဝါယာကြိုးတွေ့တန်းတဲ့အလုပ်ကအရေးကြီးလာပါတယ်။တညမှာတော့လျှက်စစ်ကျွမ်းကျင်အလုပ်သမားကိုစိုးကမျက်နှာချက်ပေါ်ကဝါယာကြိုးတွေကိုစစ်ဆေးဖို့တယောက်တည်းကြံခဲ့ပါတယ်။အဲ့ဒီအချိန်မှာအစာအုပ်ထဲမှာလျှက်စစ်မီမရသေးပါဘူး။သူကဓာမီလေးတစ်လက်နဲ့ပဲအလုပ်လုပ်နေရတာပါ။သူဝါယာကြိုးတွေကိုကင်တွယ်နေတော့မှပဲဝါယာကြိုးတွေကြားကနေတရှဲရှဲဆိုတဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်။လျှက်စစ်မီလည်းမရှိဘဲနဲ့အဲ့ဒီအတန်ထွက်နေရထူးဆန်းနေဆိုပြီးသူနားဆွင့်လိုက်တဲ့အခါအဲ့ဒီအတန်ကလျှက်စစ်စီးရဲ့အတန်မဟုတ်ပဲတစုံတစ်ယောက်ကသွားချတဲ့ကနေလေထုတ်ပြီးစကားပြောနေတယ်လို့ငါ့ကိုလှုပ်ပြီးဆိုတဲ့အတန်မျိုးဖြစ်နေတာကိုဆိုးလည်းကြောက်ကြောက်နဲ့ဓမီကိုမျက်နှာချက်ပေါ်ထိုးကြည့်လိုက်တဲ့အခါဝါယာကြိုးတွေကြားမှာလူတစ်ယောက်ရဲ့ဖြူဖြောဖြောမျက်နှာတစ်ခုကသူ့ကိုပြူးကြည့်နေအောင်တွေးလိုက်ရပါတယ်သူလည်းဓာတ်လီကားပေါ်ကနေပြုတ်ကျမတက်ဖြစ်ပြီးအောက်ကိုအတင်ပြေးဆင်းခဲ့ရပါတယ်။အမ်တာဝါရဲ့ဓာတ်လီကားတွေကိုစမ်းသပ်မောင်းနေတဲ့ကာလမှာတော့ဖြစ်ရတစ်ခုရှိခဲ့ပါတယ်။အင်ဂျင်နီယာတယောက်ကဓာတ်လီကားရဲ့စနစ်တွေကိုစစ်ဆေးဖို့တယောက်တည်းတက်သွားပါတယ်။ဓာတ်လီကားက10ထပ်မှရပ်သွားပြီးတကားပွင့်လာခဲ့။ဒါပေမဲ့အပြင်မှာဘယ်သူမှမရှိဘူး။သူကတကားပြန်ပိတ်ဖို့ခလုတ်နှိပ်လိုက်တဲ့အခါဓာတ်လီကားရဲ့အချက်ပြီးသမိလာပါတယ်။ဓာတ်လီကားထဲမှာသူတယောက်တည်းရှိနေရပါ။ဒါပေမဲ့ဆက်ကလူအများကြီးရှိနေတယ်လို့မျိုးအချက်ပြီးနေရပါ။ဓာတ်လီကားအတွင်းကမှန်တယ်ကိုသူကြည့်လိုက်တဲ့အခါသူ့ရဲ့ဘေးပတ်ပတ်လည်မှာမဲမောင်နေတဲ့ပုံရိပ်တွေအများကြီးဝိုင်းနေအောင်မြင်လိုက်ရပါတယ်။သူလည်းအသက်ရှူရတာကြက်လာပြီးနှလုံးရက်မတက်ခံစားလိုက်ရတယ်။ဓာတ်လီကားတကပြန်ပွင့်သွားတဲ့အခါမှာတော့သူကအပြင်ကိုလူရက်ပြီးထွက်ပြေးခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဓာတ်လီကားတွေကိုမိမိရခင်ညဘက်မှာဘယ်သူမှတယောက်တည်းမစီးရဲကြတော့ပါဘူး။တခါတော့ကအနီးနားအိမ်တိုင်မှာနေတဲ့လူတယောက်ပြောပြတာကတော့ညတနာရီ2နာရီလောက်မှာအမ်တာဝါဘက်ကနေတူထူတန်တွေလူတွေစကားပြောတန်တွေအကျယ်ကြီးကြားရတယ်ဗျ။ကျွန်တော်ထင်တာကတော့ညဆိုင်အလုပ်သမားတွေဆင်းနေတာပေါ့။ဒါပေမဲ့နောက်နေ့အလုပ်သမားခေါင်းဆောင်ကိုမေးကြည့်တော့ညဘက်ဘာလုံးမှမဆင်းဘူးလို့ပြောတယ်။တချို့ကတော့ဒါတီဆော်ရေးကာလမှာအသက်ပေးသွားခဲ့တဲ့ဝိညာဉ်တွေကသူတို့ရဲ့မပြီးဆုံးသေးတဲ့အလုပ်တွေကိုဆက်လုပ်နေကြရလို့ဆိုကြပါတယ်
အစာအုပ်ရှိပြီးစီးသွားပြီးဖွင့်ပွဲလုပ်တဲ့နေ့မှာကြုံတွေ့ခဲ့ရတဲ့နမိတ်မကောင်းတဲ့ဖြစ်ရပ်တွေနဲ့လက်ရှိရုံးခန်းတွေမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတချို့ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကိုဆက်လက်ပြောပြပေးသွားပါမယ်။အစာအုပ်ရှိပြီးစီးလို့ခန်းခန်းနားနားဖွင့်ပွဲလုပ်တဲ့နေ့မှာပေါ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေလူကြီးမင်းတွေစုံစုံလင်လင်ရှိနေကြပါတယ်။အခမ်းအနားအစီအစဉ်အရအစာအုပ်ရှိရဲ့အောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ဆက်ကလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အချိန်မှာထူးဆန်းတာတစ်ခုဖြစ်ခဲ့ပါတယ်။ခလုံးနှိပ်လိုက်တာနဲ့တပြိုင်နက်အစာအုပ်တစ်ခုလုံးကမီးတွေဝုန်းနဲ့ငြိမ်းသွားပြီးစက္ကန့်အနည်းငယ်ကြာအောင်အမှောင်တိကျသွားခဲ့ပါတယ်။အဲ့ဒီမှောင်နေတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာပရိသတ်တွေကြားထဲကနေအမျိုးသမီးတစ်ယောက်ရဲ့စူးရှားတဲ့အော်ဟစ်တန်ကြီးတစ်ချက်ထွက်လာခဲ့ပါတယ်။မီးတွေပြန်လင်းလာတဲ့အခါမှာတော့အဲ့ဒီအတန်ပိုင်းရှင်ရှာမတွေ့တော့ပါဘူး။ဒါပေမဲ့ခမ်းမအလေကမှန်နေရမှာတော့သွေးရောင်နဲ့တူတဲ့အနီရောင်လက်ဝါးရကြီးတကူကြံနေခဲ့တာကိုလူနှင်းငယ်ကပဲသတိထားမိလိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအစာအုပ်ကြီးကိုပိုင်ဆိုးထားတဲ့ဝိညာဉ်တွေကသူတို့ရှိနေကြောင်းသတိပေးလိုက်တာလို့အလုပ်သမားဟောင်းတွေကတူတူတိတ်တိတ်ပြောကြပါတယ်။အစာအုပ်ဖွင့်ပြီးနောက်ပိုင်းကုမ္ပဏီတွေရုံးခန်းတွေဖွင့်လာကြပါတယ်။ကုမ္ပဏီတစ်ခုမှာညတိုင်းဆင်းရတဲ့ရုံးဝန်ထမ်းမလေးတစ်ယောက်ရှိပါတယ်။တညမှာတော့သူမကောင်တာမှာတစ်ယောက်တည်းထိုင်နေတော့ဖုန်းဝင်လာပါတယ်။ဖုန်းကိုကိုင်လိုက်တဲ့အခါတစ်ဖက်ကဘာစကားမှမပြောဘဲပြင်းထန်တဲ့အသက်ရှူတမ်းတွေကိုပဲကြားနေရတာပါ။သူမကလည်းဘာတူလဲရှင်ဘာကူညီပေးရမလဲလို့မေးပေမဲ့တစ်ဖက်ကနေအထဲမှာအရန်ပူတယ်ငါ့ကိုထုတ်ပေးပါဆိုရဲအတန်အပ်ကြီးကိုပဲပြန်ချခဲ့ရတယ်သူမလည်းကြောက်ကြောက်နဲ့ဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီဖုန်းကအဲ့ဒီအစာအုပ်ရဲ့မြေရောက်ထက်ကမသုံးတော့တာကြာပြီဖြစ်တဲ့ဖုန်းလိုင်းတစ်ခုကဖြစ်နေရပါသူမလည်းချက်ချင်းပဲအိတ်ဆွဲပြီးအိမ်ကိုပြန်ပြေးခဲ့ရပါတော့တယ်နောက်ထပ်ဖြစ်ရတစ်ခုကတော့အထက်15ထပ်မှာတန်ရှေးလုံနေရဲ့အနီကြီးတယောက်ကြုံခဲ့ရပါတညမှာတော့သူမလည်းအိမ်သားတွေကိုလိုက်စီးနေတော့ဘေးအိမ်သားအခန်းကနေရေဆွဲတံဝုန်းဆိုပြီးကြားလိုက်ရတယ်။သူမကတယောက်ယောက်ရှိနေတဲ့အထင်နဲ့စောင့်နေပေမဲ့ဘယ်သူမှထွက်မလာပါဘူး။သူလည်းဆက်စုချင်းစိမ့်နဲ့အောက်ကနေငုံကြည့်လိုက်တဲ့အခါအိမ်သားအခန်းထဲမှာလူတယောက်ရဲ့ခြေထောက်တွေကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီခြေထောက်တွေကကျမ်းမြေပေါ်မှာရှိမနေပဲလေထဲမှာတွဲလောင်းဖြစ်နေရပါ။သူမထိတ်လန့်တကြားနဲ့အိမ်သားတကားကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့အိမ်သားကျွေခွက်ထဲမှာတော့အနီရောင်သွေးရည်ပြည့်ရှံနေခဲ့ပါတယ်။အနီကြီးလည်းအဲ့ဒီနေ့ကစပြီးအလုပ်ကနေချက်ချင်းထွက်သွားခဲ့ပါတယ်။အခုဆက်ပြီးပြပြပေးသွားမယ့်အကြောင်းအရာလေးကစောက်လို့ရေကာလအတွင်းကအလုပ်သမားတွေကြားထဲမှာအခုထိဝိညာဉ်နှုတ်ယူခြင်းလို့တူတူတိတ်တိတ်ခေါ်ကြတဲ့ထူးဆန်းတဲ့တည်ဆုံမှုတစ်ခုနဲ့အဲ့ဒီဖြစ်ရဲ့နောက်ကွယ်ခြောက်ခြားစရာအကြောင်းတွေပဲဖြစ်ပါတယ်။ဒီဖြစ်ရဲ့ကအစာအုပ်ရဲ့အလဲထက်တွေပြီးစီးခါစားမှာဖြစ်ခဲ့တာပါ။အလုပ်သမားတဲတွေမှာစုပြုံအိတ်ကြရဲ့အလုပ်သမားတွေတဲ့ကိုစံထွန်းလို့ဆိုတဲ့လူငယ်တယောက်ရှိပါတယ်။သူကအကျမ်းမာတန်ဆွမ်းပြီးဘာယောဂဝေဒနာမှမရှိရသူပါ။တညမှာတော့သူကအခြားအလုပ်သမားတွေနဲ့အတူပုံမှန်အတိုင်းအိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့ညသကောင်ရံအချိန်မှာဘေးကအလုပ်သမားတွေကကိုစံထွန်းရဲ့အသက်ရှူတမ်းအစမတန်ပြင်းထန်လာတာကိုကြားလိုက်ရပါတယ်။တစုံတစ်ယောက်ကသူ့လယ်ပင်ကိုညှစ်ထားသလိုဘေးကလူတွေကလန့်နိုးပြီးသူ့ကိုလှုံနိုးပေမဲ့ကိုစံထွန်းကနိုးမလာပါဘူး။သူ့ရဲ့မျက်လုံးတွေကပွင့်နေပေမဲ့မျက်စံကတော့အပေါ်ကိုလန်တက်နေပြီးလက်သေးတွေကမြေကြီးကိုအတင်းကုတ်ချစ်နေခဲ့ပါတယ်။ခဏကြာမှတော့သူကငြိမ်ကျသွားပြီးအသက်ပြောက်သွားခဲ့ရပါတယ်။နောက်နေ့ဆရာဝန်ကြီးလာစစ်ဆေးရဲ့အခါမှာတော့နှလုံးရက်သွားတာလို့ပဲဆိုပါတယ်။ဒါပေမဲ့ထူးဆန်းတာကိုစံထွန်းရဲ့ရင်ဘတ်ပေါ်မှာကလေးလက်ဖွာအရွယ်အနက်ရောင်အမှတ်အသားကြီး9ခုကတစုံတစ်ယောက်ကအားနဲ့ဖိညစ်ထားသလိုမျိုးထင်ကြံနေခဲ့တာပါ။အလုပ်သမားတွေကတော့ဒါကဒီမြေကအဆောင်အရှောက်တွေသူ့ကိုဝိညာဉ်နှုတ်ယူသွားတာလို့ယုံကြည်နေကြပါတယ်။ဒီဖြစ်ရတွေဖြစ်ပြီးနောက်ပိုင်းကုမ္ပဏီကနေအဆောင်အရှောက်ပူဇော်ပွဲတိတ်တဆိတ်လုပ်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာပါဝင်ခဲ့တဲ့အင်ဂျင်နီယာတယောက်ပြောပြတာကတော့ကျွန်တော်တို့ရစ်ပူဇော်နေတော့မှအစာအုပ်ရဲ့အပေါ်ဆုံးတက်ကနေအဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်ကကျွန်တော်တို့ကိုစိုက်ကြည့်နေရတော့သူမရဲ့မျက်နှာကအရန်အောင်ဝမ်းနေနေပုံရပါတယ်။အဲ့ဒီနေရာစပြီးကျွန်တော်သဘောပေါက်လိုက်တာတော့ဒီနေရာကျွန်တော်တို့ပိုင်တဲ့နေရာမဟုတ်ဘူးဆိုတာပါပဲ။အမ်တာဝါကြီးရဲ့တချို့အထက်တွေမှာဘာပရိဘောကမှမရှိပဲအမြဲတော့ခတ်ထားတဲ့အခန်းငယ်လေးရှိတတ်ပါတယ်။အဲ့ဒီအခန်းတွေကနီးပညာပိုင်းအရလိုအပ်လို့ထားတာလို့ဆိုပေမဲ့အလုပ်သမားတွေကတော့အဲ့ဒီအခန်းတွေကဝိညာဉ်တွေခိုးနာရအခန်းတွေလို့ဆိုကြပါတယ်။တခါကတန်ရှေးဝန်ထမ်းတယောက်ကအဲ့ဒီအခန်းကိုအမှတ်မချင်ဝင်မိသွားပါတယ်။အခန်းထဲမှာဘာမှမရှိပဲအလယ်မှာတော့အနီရောင်ချီကျိုးတွေနဲ့ပတ်ထားတဲ့ကြောက်တုံးကြီးတစ်တုံးရှိပါတယ်။အဲ့ဒီအခန်းထဲကိုရောက်တာနဲ့ခေါင်းတွေမူးလာပြီးတစုံတစ်ယောက်ကနောက်ကနေကက်လိုက်လာသလိုခံစားရတယ်လို့သူမပြောပြပါတယ်။သူမအပြင်ကိုပြန်ထွက်ဖို့ကြိုးစားတဲ့အခါမှာဓ
တကားအပြင်ကနေတော့ခတ်ထားသလိုမျိုးပွင့်မလာတော့ပါဘူး။သူမလည်းအခန်းထဲမှာတနာရီနီးပါးကြောက်လန့်တကြားအော်ဟစ်နေခဲ့ရပြီးမှတခြားသူတွေလာဖွင့်ပေးခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီအခန်းတော့ဘယ်သူမှမကက်ရဲတော့ပါဘူး။နောက်ထပ်ကြောင်ရလေးကတော့ဒီနေ့ထိအမ်တာဝါမှာအလုံးလုံးနေတဲ့လူတွေထိတ်ထိတ်ကြုံတွေ့နေရတဲ့ဓလိကားစားဝိညာဉ်ကြောင့်နဲ့ညဘက်မှာမြင်တွေ့ရတဲ့ရှင်းပြလို့မရတဲ့အလင်းတန်းတွေအကြောင်းပဲဖြစ်ပါတယ်။အမ်တာဝါလိုအဆင့်မြင့်အဆောက်အဦကြီးမှာဓလိကားတွေကအင်မတန်ခင်မိပြီးမြန်ဆန်ပါတယ်။ဒါပေမဲ့ညဘက်12နာရီကျော်လူသူကင်းရှင်းတဲ့အချိန်မှာတော့ဓလိကားတွေကသူ့လိုလိုအလုံးလုံးလာတတ်ပါတယ်။တခါညဆောင်ဝန်ထမ်းတယောက်က CCTV ကနေကြည့်နေဓလိကားတစ်ခုကအောက်ဆုံးတက်ကနေအပေါ်ဆုံးတက်ကိုသူ့လိုလိုတက်သွားတာကိုတွေးလိုက်ရတယ်။အဲ့ဒီအထက်မှာလူမရှိပါဘူး။ဒါပေမဲ့ဓလိကားတကားပွင့်သွားတဲ့အချိန်မှာအထဲကနေတစုံတယောက်ကအပြင်ထွက်သွားတယ်လို့မျိုးအာယုံခံစနစ်ကအလုံးလုံးပြီးတကားကအတော်ကြာပွင့်နေခဲ့ပါတယ်။ဝန်ထမ်းကစိုးရိမ်စိတ်နဲ့အပေါ်ထက်ကိုတက်စစ်တဲ့အခါဓလိကားထဲမှာဘယ်သူမှမရှိပေမဲ့ဓလိကားရဲ့မှန်နေရမှာတော့တစုံတယောက်ကခေါင်းနဲ့မိထားသလိုမျိုးအစီအကွက်ကြီးတစ်ခုနဲ့လူစပင်အနေငယ်ကတ်နေရအောင်တွေ့လိုက်ရပါတယ်။အဲ့ဒီဝိညာဉ်ကညဘက်ဆိုရင်ဓလိကားတွေကိုအတက်အဆင်းလုပ်ရင်အဆောင်ရှောက်တဲ့ပွဲရှိနေတတ်တယ်လို့ဝန်ထမ်းတွေယုံကြည်နေကြပါတယ်။တင်းလန်းဆောင်ကနေအမ်တာဝါကိုညဘက်လှမ်းကြည့်ရအခါတချို့အထက်တွေမှာထူးဆန်းတဲ့အပြာရောင်ဒါမှမဟုတ်အဖြူအောင်လင်းနှန်းတွေလှုပ်ရှားနေရအောင်တွေ့ရတတ်ပါတယ်။မိဘလုံခြုံရေးရာအဆောက်အဦထဲမှာညဘက်ဆိုရင်လိုအပ်တဲ့မီးရလွဲလို့အကုန်ပိတ်ထားတာပါ။ဒါပေမဲ့အဲ့ဒီအလင်းနှန်းတွေကအခန်းတစ်ခုကနေတစ်ခုကူးတန်းနေတတ်ပါတယ်။တခါလုံခြုံရေးအဖွဲ့ကအဲ့ဒီအလင်းနှန်းတွေနောက်ကိုလိုက်ကြည့်ရအခါအခန်းလယ်မှာမီးရောင်တစ်လုံးထွန်းထားသလိုမျိုးဝါချင်းချင်းအလင်းရောင်တစ်ခုကိုတွေ့လိုက်ရတယ်။အနားကိုကပ်သွားတဲ့အခါမှာတော့အဲ့ဒီအလင်းရောင်ကရုတ်တရက်ပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာစောက်လို့ရေးလုပ်ငန်းသုံးပစ္စည်းအောင်တချို့နဲ့သွေးစွန်းနေတဲ့လက်အရောင်တစ်စုံတွေ့ခဲ့ရပါတယ်။ဒါကအရင်ကဒီနေရာမှာအလုပ်လုပ်ရင်အသက်ဆုံးရှုံးခဲ့ရတဲ့အလုပ်သမားတွေရဲ့ဝိညာဉ်တွေကသူတို့ရဲ့ပစ္စည်းတွေကိုပြန်လာရှာနေရလို့တချို့ကဆိုကြပါတယ်။အမ်တာဝါမှာရုံးခန်းဖွင့်ထားတဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုကအရာရှိတယောက်ကဒီလိုဇလန်းတွေကိုလုံးဝမယုံကြည်သူပါ။ဒါပေမဲ့တညမှာတော့သူကရုံးခန်းထဲမှာတယောက်တည်းအလုပ်လုပ်နေတော့သူ့ရဲ့ကွန်ပျူတာမော်နီတာမှာထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။မှောင်နေတဲ့မော်နီတာရဲ့အရေးထဲမှာသူ့ရဲ့ပခုံးပေါ်လက်တင်ပြီးငုံကြည့်နေတဲ့သူတယောက်ရဲ့ပုံရိပ်ပါ။သူလမ်းဖြန့်ပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိပါဘူး။ဒါပေမဲ့သူ့ရဲ့ကော်ဖီခွက်ထဲမှာတော့တစုံတယောက်ကတောက်ထားသလိုမျိုးကော်ဖီတွေကရော့ပြီးခွက်နှခမ်းမှာတော့ရှွန့်ပင်ရဲ့လက်ဝေရာကြီးထင်ကျန်နေခဲ့ပါတယ်။အဲ့ဒီအစားပြီးအဲ့ဒီအရာရှိလဲနေမွင်ခင်မှာရုံးကနေအမြဲတမ်းပြန်လေးရှိပါတော့တယ်။နောက်ဆုံးအနေနဲ့ဒီဖြစ်ရက်တွေအားလုံးရဲ့မြေပြားခံရလှုပ်ဝက်ချက်နဲ့အခုထက်ထိဘယ်သူမှအပြေမရှာနိုင်သေးရဲ့ဗဟေတိတွေကိုအနှစ်ချုပ်တင်ဆက်ပေးသွားမှာပါ။အမ်တာဝါနဲ့ပတ်သက်တဲ့ဇလန်းတွေအားလုံးပြန်ကြည့်ရင်ထူးဆန်းတာတကူသတိထားမိပါလိမ့်မယ်။အဲ့ဒါတော့6လက်မှုအများစုကမြေအောက်ထက်ကနေအရင်ခံနေရပါ။ဆောက်လုပ်ရေးကာလာတော့ကမြေအောက်ကွန်ကရစ်တိုင်တွေကိုစိုက်ထူတဲ့အချိန်မှာမြေအောက်ရေကျော်တစ်ခုနဲ့အတူရှေးဟောင်းအဆောက်အဦတစ်ခုရဲ့အုတ်မြစ်ကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီအုတ်မြစ်ကရိုးရိုးအုတ်မြစ်မဟုတ်ပဲရှေးရခင်ကလူမသိသူမသိမြုပ်နှံထားခဲ့တဲ့အင်းချထားတဲ့နေရာတစ်ခုဖြစ်နေခဲ့ရပါ။အလုသမားတွေကအဲ့ဒီနေရာကိုဖျက်ဆီးပြီးတာဝါရဲ့အုတ်မြစ်တွေကိုချခဲ့တာကြောင့်အဲ့ဒီနေရာမှာနှစ်ပေါင်းများစွာပိတ်မိနေတဲ့အင်အားစုတွေကလွတ်မြောက်ပြီးအဆောက်အဦတစ်ခုလုံးခြောက်လန့်နေခဲ့ရလို့ပြောကြပါတယ်။ဒါကြောင့်အမ်တာဝါရဲ့မြေအောက်ကားပါကင်ကနေကင်းဘက်မှာတော့ထူးထူးခြားခြားအေးဆက်နေတတ်တာပါဒီအကြောင်းအရာတွေရဲ့အစမ်းကျယ်ဆုံးအချက်ကတော့ဝိညာဉ်တွေကအလုံးဆက်လုံးနေကြတာပါအလုသမားဟောင်းကြီးတယောက်ကအခုလိုပြောပြဖို့ပါတယ်ဒီတောင်ဝါကြီးဆောက်တော့တချို့လူတွေကအလုကိုအရန်ခင်တွဲကြတယ်မတော်တဆမှုနဲ့တည်သွားတဲ့အခါသူတို့ကိုယ်တိုင်သူတို့တည်မှန်းမသိပဲအလုတွေကိုဆက်လုပ်နေကြတာအခုချိန်ထိညဘက်တွေမှာကြားရတဲ့တူရိုက်တန်တွေတန်ချောင်းရွှေ့တန်တွေကသူတို့အစာအုပ်ကိုပြုတ်ပြင်နေကြတဲ့တန်တွေပဲတဲ့ဒါကဝမ်းနည်းစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းလာပါတယ်သူတို့ကအစာအုပ်ကြီးပြီးစီးသွားတာကိုလက်မခံနိုင်ဘူးထာဝရအလုပ်သမားတွေဖြစ်ဒီမျောစင်ကြီးရဲ့မှာကြံ့ရည်နေခဲ့ကြတာပါဟုတ်ကဲ့ပါပရိသတ်ကြီးရှင်လဲတန်းအမ်တာဝါဒီဆောက်စင်တော့အလုပ်သမားတွေကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ချောက်ချပွဲအကြောင်းအရာလေးတွေကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်